ကဘာစကွန်ပေါ်မှာတနေ့အကြောင်းလဲတွေကတကယ်မြန်ဆန်လုံးပါတယ်အရှိလဲပိုင်းမှာတနက်တန်တွေခဏတိတ်သွားပြီးမဲ့တက်မှမှုကတော့မိခစ်ပြဖုံးမယ်ကျွန်တော်တို့ရဲ့ဒေတာအတွင်းမြန်မာနိုင်ငံမှာဆိုရင်လည်းမမျော်လင့်ထားတဲ့အကျဉ်းသားလွတ်မြောက်မှုတွေရှိလာတယ်တစ်ဖက်မှာလည်းနီးပညာလောကရဲ့အမခံတိုးတက်မှုတွေကကျွန်တော်တို့ရဲ့အနာဂတ်ကိုဘယ်လိုပုံထွင်းမလဲဆိုတာမေးခွန်းထုတ်เสียဖြစ်လာပြန်ပါတယ်ကဲဒီနေ့တော့ဒီဖြစ်တဲ့တွန်းကြကြအကြောင်းအရာကြီးကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီနေ့ကျွန်တော်တို့ဘာတွေကြောင်းပေါ်ကြမလဲဆိုတော့အရှိလေပိုင်းကအပစ်အခတ်ရက်စဲရေးကတကယ်ပဲရေရှည်ခံမှမလားမြန်မာနိုင်ငံရဲ့အကျဉ်းသားလွတ်ပေးမှုနောက်ွယ်မှာဘယ်လိုနိုင်ငံရဲ့အရွေ့တွေရှိနေမလဲပြီးတော့ chaos theory ကိုတော့ခံမှန်းနိုင်လာပြီဆိုတဲ့နည်းပညာကျွန်တော်တို့ကဘာကြီးကိုဘယ်လောက်ထိပြောင်းလဲပစ်နိုင်မလဲအဲ့ဒီကြにယူကရိန်းစစ်ပွဲရဲ့ view ဟာတစ်တီအကြောင်းနောက်ဆုံးဗာတီကန်နဲ့အင်ဖြူတော်ကြားကစကလုံးစစ်ပွဲအထိဒီနေ့ရဲ့အရေးကြီးဆုံးကဘာသတင်းတွေကိုအတူတူချပြသွားပါမယ်ကဲပထမဆုံးသတင်းအနေနဲ့အရှေ့လေပိုင်းကိုတွားကြည့်ရအောင်ပါအမေရိကန်ရဲ့ကြားဝင်မှုနဲ့အစ္စရေးရဲ့လက်ဘနွန်ကြားမှာ10ရက်ကြာမဲ့အဖြစ်အခက်ရက်10ရက်တခုရလိုက်ပါတယ်ဒါကတော့ဒေတာတွင်တင်းမာမှုတွေအတွက်အသက်ရှူချောင်းစရာတခုပေါ့ဒါပေမဲ့အဲ့ဒီဟာပေါ်ပြီးကမ္ဘာစီးပွားရေးအတွက်အရေးကြီးတာကအီရန်ကဟော်မုဆွေလေကြောင်းပလန်ဖွင့်ပေးလိုက်တာပါပဲကမ္ဘာရေနံတင်ပို့မှုရဲ့9ပုံတပုံလောက်ကဒီနေရာကိုဖျက်သွားနေတာဆိုတော့ဒါသတင်းကောင်းတခုလို့ပြောရမှာပါဒါမဲ့တကယ်ပဲအခြေအနေတွေအေးချမ်းသွားပြီလားအခြေအနေကတော့အဲ့ဒီလောက်မရိုးရှင်းပါဘူးတစ်ဖက်မှာတော့ American သမ္မတ Trump ကအီရန်နဲ့ nuclear သဘောတူညီချက်ရဖို့အရန်ကိုနီးစပ်နေပြီလို့အကောင်းမြင်စကားတွေပြောနေပါတယ်။ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့အီရန်ရဲ့တော်လှန်ရေးအဆောင်တက် IRGC က Hormuz ရေလက်ကြားကိုဖျက်ချင်ရင်တင်မောတိုင်းတလို့ရှိကကြိုတင်ခွင့်ပြုချက်ယူရမယ်လို့အမိန့်ထုတ်ထားတယ်။ဆိုလိုလာကစားပေဝိုင်းပေါ်ကတန်တမရေကတစ်မျိုးလက်တွေ့ရေးပင်ပေါ်ကအင်အားပြမှုကတစ်မျိုးနဲ့အားပြမှုကတော့ရှိနေတော့မှာပဲ။အရှိလေပိုင်းကနေကျွန်တော်တို့ရဲ့အိမ်နီးနားချင်းအာရှဘက်ကိုခဏလောက်လှည့်ကြည့်လိုက်ရအောင်ပါမြန်မာနိုင်ငံမှာတော့နေတစ်ကူကန်းလာမှာပဲနိုင်ငံတကာရဲ့အာယုံကိုဖန်ဆားနိုင်တဲ့မျက်မျှော်လင့်ထားတဲ့အပြောင်းအလဲတကူဖြစ်ပွားခဲ့ပါတယ်မြန်မာနေတစ်ကူရဲ့ပထမဆုံးနေ့မှာပဲစစ်ကောင်စီကအကျဉ်းသား4500ကျော်ကိုလွတ်ငင်းချမ်းသာခွင့်ပေးလိုက်တာတယ်ဒီကိန်းကနန်ကမသေးပါဘူးနော်မကြတဲ့ကနေရဲ့အတွင်းမှာဒါဟာအကြီးမားဆုံးလူငင်းချမ်းသာခွင့်တွေထဲကတခုဖြစ်ပြီးဒီလောက်ရက်ရဲ့နောက်ွယ်မှာဘလို့နိုင်ငံရေးတွက်ချက်မှုတွေရှိနေမလဲဆိုတာကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်လွမြောက်လာသူတွေထဲမှာအချင်းရှားဆုံးတော့2021ခုနှစ်ကအထင်သိမ်းခံထားရတဲ့သမရဟောင်းအိုဝင်းမင်းပါဝင်လာတာပါပဲဒါပေမဲ့တစ်ချိန်တည်းမှာပဲနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုတော့ဆက်လက်ထိန်းသိမ်းထားတော့ပဲဒါကဘာကိုပြနေလဲဆိုတော့ဒီလိုရက်ဟာဂျပန်လှုပ်လိုက်တာမဟုတ်ပဲတေချာတွက်ချက်ထားတဲ့နိုင်ငံရေးခြေလှမ်းတစ်ခုဖြစ်နိုင်တယ်ဆိုတာပါပဲနိုင်ငံတကာဖိအားတွေကိုရှော့ချက်ဖို့ကြိုးစားတာလားဒါမှမဟုတ်ပြည်တွင်းမှာနိုင်ငံရေးအရာအုပ်စုကွဲအောင်ရွေးတာလားဆိုတာကတော့မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်ဒီပေါ်မှာနိုင်ငံတကာကတော့ဘလို့တုံပြန်လဲဆိုတာကြည့်ရအောင်ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတော့ဒါကိုကြိုဆိုရမယ့်ခြေလှမ်းတစ်ခုလို့ဆိုပါတယ်။ဒါပေမဲ့ဒေါ်ဆန်းစုကြည်အပါအဝင်မတရားဖန်ဆီးခံထားရသူအားလုံးကိုချက်ချင်းလွတ်ပေးဖို့တောင်းဆိုချက်ကိုလည်းထပ်လောင်းပြောကြားခဲ့တယ်။တစ်ဖက်ကကြိုဆိုတယ်တစ်ဖက်ကလည်းဖိအားဆက်ပေးလေ။ဒါကတော့တန်တမန်ရေးရမှာတုံနေကြပုံစံပါပဲ။ကဲနိုင်ငံရေးစက်ခုံတွေကနေခဏအခွာပြီးတော့အနာဂတ်ကိုပုံဖော်မဲ့နီးပညာလောကတဲ့ခုံဝင်ကြည့်လိုက်ရအောင်ဒီတစ်ပတ်မှာတော့လူသားတွေရဲ့အနာဂတ်ကိုပြောင်းလဲပြနိုင်မဲ့ရှာဖွေတွေ့ရှိမှုကြီးနှစ်ခုတောင်ထုတ်ပေါ်လာခဲ့ပါတယ်။တစ်ခုက fear ဖြစ်စဉ်လို့ခေါ်တဲ့ chaos တွေကိုကြိုတင်ခံမှန်းနိုင်လာတာဖြစ်ပြီးနောက်တစ်ခုကတော့အရာဝတ္ထုတွေရဲ့အသေးငယ်ဆုံးအခြေခံဖြစ်တဲ့ atom တွေကိုတိုက်ရိုက်မြင်နိုင်လာတာပါ။ပထမဆုံးနည်းပညာကိုနားလည်ဖို့ chaos theory ဆိုတာကိုမင်းနဲ့ပြောပြချင်ပါတယ်။လွယ်ပြောရရင်ဒါကတင်းငယ်လုံးနဲ့အပြောင်းလဲလေးတစ်ခုကနေအဆုံးမှာတော့ဘလို့မှခံမှန်းလို့မရနိုင်တဲ့အကျိုးဆက်အကြီးကြီးတွေဖြစ်လာနိုင်တယ်ဆိုတဲ့သဘောတရားပါပဲအားလုံးကြားဦးမှာပါလိပ်ပြလေးတစ်ကောင်တောင်ပန်ခတ်လိုက်တာကကဘာတစ်ဖက်ချက်မှာမုန်နိုင်ဖြစ်သွားနိုင်တယ်ဆိုတဲ့ butterfly effect ဆိုတာလေအဲ့ဒါဒီ theory ရဲ့အကောင်းဆုံးဥပမာပါပဲအခုအဲ့ဒီခံမှန်းရခဲ့ပါတယ်ဆိုတဲ့ chaos ကို University College London ကသူတည်တည်က quantum computer ရဲ့တွက်ချက်နိုင်စွမ်းနဲ့AI ကိုပေါင်းပြီးထိန်းချုပ်နိုင်ဖို့လမ်းစာရှာတွေ့သွားပါပြီ။ဆိုလိုတာကမုံတန်းဒီငလင်ဒီကက်ရောက်ကလေးလို့အရင်ကခံမှန်းလို့မရဘူးလို့သတ်မှတ်ထားတဲ့အရာတွေကိုအရင်ကထက်အစားပေါင်းများစွာပိုတိတိကျကျကြိုးသိနိုင်တော့မယ်ဆိုတဲ့သဘောပါပဲ။ဒါဟာတကယ်ကိုတော်လန်ရေးတစ်ခုလို့ပြောရမှာပါ။နောက်ထပ်အမိုက်စာတိုးတက်မှုတစ်ခုကတော့ MIT ကပါ။သူတို့က terahertz အလင်းကိုတုံးတဲ့အနုကြီးမှန်ပြောင်းအထစ်တစ်ခုကိုထိထွင်လိုက်ပါတယ်။ဒီမှန်ပြောင်းက computer chip တွေရဲ့အတွင်းထဲမှာဘာတွေထိနေလဲဆိုတာကို nano scale မိနစ်အញ្ញံကိုသိငခဲ့တဲ့အတိုင်းအတာအထိမြင်နိုင်မှာပါဒါကအနာဂတ်မှာပိုသေးပိုမြန်ပြီးပိုစွမ်းရင်သက်သာတဲ့ electronic ပစ္စည်းတွေထုတ်လုပ်ဖို့တကားဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲမြေပညာတွေကအနာဂတ်အတွက်မျှော်လင့်ချက်တည်ပိန်းနေချိန်မှာလည်းလက်ရှိပဋိပက္ခတွေကလည်းအရှိန်လျော့သွားပုံမရပါဘူး
ယူကရိန်းစစ်ပွဲကိုပြန်ကြည့်လိုက်ရင်ယူဘက်ကလီချောင်းတိုက်ခိုက်မှုတွေကိုအကြီးအကျယ်မြင့်တင်မဲ့ဗျူဟာအသစ်တစ်ခုကိုတုံးနေပြီလို့ထောက်လန်းရေးတည်င်းတွေကဆိုပါတယ် ရုရှားရဲ့ဗျူဟာအသစ်ကရိုးရှင်ပြီးမြင့်ရက်ဆက်ပါတယ်အဓိကချက်နှစ်ချက်ရှိတယ်ပထမတစ်ခုကယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်မနိုင်မနှင်းဖြစ်တော့အဆက်မပြတ်အကြီးအကျယ်လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ဒုတိယနှစ်ပို့ပြီးအရေးကြီးတဲ့ချက်ကတော့ယူကရိန်းရဲ့စွမ်းရည်စက်ရုံတွေတအန်းလိုင်းတွေလိုအခြေခံအဆောက်အုံတွေကိုစနစ်တကျဖိမိတ်ထားဖျက်ဆီးပြီးစောင်းရအထိမတိုင်ခင်ပြည်သူတွေရဲ့စိတ်သက်ကိုချိုးဖျက်ဖို့ပါပဲ ဒီဗျူဟာဘယ်လောက်တုံပြင်းထန်တယ်ဆိုတာကိုဒီကနန်းနေနဲ့ကြည့်လိုက်ရအောင်ရုရှားဟာလေးတဲ့တစ်ချိန်ကို drone အဆင့်400ပြီးတော့တိုက်ခိုက်မှုတစ်ချိန်တိုင်းမှာဒုံးကျည်အဆင့်20လောက်ထိအသုံးပြုတော့ဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်ဒီလောက်များတဲ့အရေးအတွက်ကယူကရိန်းရဲ့အကန့်အသတ်ရှိတဲ့လေကြောင်းရန်ကာကွယ်ရေးအတွက်တကယ့်ကိုကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာမှာပါ ဒီနေ့အတွက်နောက်ဆုံးသတင်းကတော့စစ်မြေပြင်ကတိုက်ကွဲမဟုတ်ပါဘူးဒါပေမဲ့စကားလုံးတွေနဲ့တိုက်ခိုက်နေတဲ့အင်အားကြီးတဲ့ဖွဲ့ကြားကထိတိုက်တွေ့မှုတစ်ခုပါတစ်ဖက်ကကက်ထလစ်ဘာဝင်တွေရဲ့ဝิญဉ်ရေးရကောင်းဆောင်ပုတ်ရမင်းကြီးနောက်တစ်ဖက်ကတော့ကမ္ဘာအင်အားကြီးဆုံးနိုင်ငံရဲ့တမရဘာဒီကန်နဲ့အင်ဖြူတော်ကြားကအပြန်အလှန်တိုက်ခိုက်မှုပါပဲ ပုတ်ရဟမင်းကြီးလီယိုဆော့စစ်လေးဟာအာဖရိကကိုခီးထွက်နေတော့ကင်မရုနိုင်ငံမှာမိခင်ဖောင်ရန်ပတ်တပတ်ခရီကနေအကျော်မြတ်ရှာနေသူတွေကိုတိုက်ရိုက်ပြစ်မှတ်ထားပြီးဝေဖန်ခဲ့ပါတယ်။သူတို့ကိုစစ်ပွဲကိုဖန်တီးအသုံးချနေသူများ Masters of War လို့ခေါ်ဝေါ်ပြီးဖြစ်မြန်းထန်ထန်ရှုတ်ချခဲ့တာမှာဒါဟာစစ်လက်နက်ရောင်းဝယ်သူတွေနဲ့ပတ်တပတ်ခရီမှာပါဝင်ပတ်သက်နေတဲ့နိုင်ငံကြီးအီကိုရည်ညွှန်းလိုက်တာလို့အများကမြင်ကြပါတယ် ဒီစကလုံးတွေကတော်တော်ပြန်းတော့အိမ်ဖြူတော်ဘက်ကလည်းချက်ချင်းပဲတုံ့ပြန်ပါတယ်အိမ်ဖြူတော်ကြောင်ရှိသူတယောက်ကဗာတီကန်အနေနဲ့နိုင်ငံခြားရေးမှုဝါဒတွေမှာဝင်မဆက်ဖက်သင့်ဘူးလို့တရားဝင်ပြန်လည်ပြောကြားခဲ့ပါတယ်ကပ္ဘာဩစာအကြီးဆုံးအဖွဲ့အစည်းနှစ်ခုကဒီလိုလူကြီးရှင်ကြားစကလုံးတွေနဲ့တိုက်ရိုက်အပြန်လန်တုံ့ပြန်တာမျိုးကသိမရှိပါဘူးဒါကြောင့်ဒါဟာတမိုင်းမှာမှတ်တမ်းဝင်သွားမဲ့တင်းမာမှုတစ်ခုဖြစ်လာခဲ့ပါတယ် ဒီနေ့ကျွန်တော်တို့ကြည့်ရတဲ့သတင်းတွေကတကယ်ကိုအကြောင်းအရာစုံလင်ပြီးစဉ်းစားစရာတွေအများကြီးပေးပါတယ်အရှိအလဲပိုင်းကသဘောတူညီမှုမြန်မာနိုင်ငံရဲ့အရွေပုတ်ရဟမင်းကြီးရဲ့စကားလုံးတွေဒီအဖြစ်ပြက်တွေပေါ်မှာလောအားလုံးရဲ့အမြင်ကဘလို့ရှိကြလဲအောက်က comment မှာကိုယ့်အမြင်လေးတွေဝေရောက်ဆွေးနွေးပြသွားကြပါဦးဒီလိုကမ္ဘာအရေးတွေကိုဆက်ပြီးလေ့လာခြင်းတွေဆိုရင် subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကမ္ဘာကြီးကရှိုးထွေးပြီးအမြဲတမ်းပြောင်းလဲနေတယ်ဆိုပေမဲ့ဒီဖြစ်ပျက်တည်ရဲ့နောက်ွယ်ကအကြောင်းတရားတွေကိုနားလည်အောင်စူးစမ်းနေခြင်းကပဲပိုကောင်းမှုနဲ့အနာဂတ်တစ်ခုစီတွားနိုင်မယ့်ပထမဆုံးခြေလှမ်းပါပဲနောက်ကစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်ဆောင်ကြပါမယ်အားလုံးပဲဘေးရန်တွေကင်းရှင်းကြပါစေ